India မှာလည်းရှိတယ်နော် Korean noodles ဒီမှာအခုအများကြီးဝင်နေတယ် Korean noodles ဒါတစ်ခုကိုဘယ်လောက်ပေးရလဲဆိုရင်25ကျပ်1000ပေးရတယ်ခမပတ်စံနဲ့ဆိုရင်ဒီနေ့လောက်ဆောင်မနေ့ကဒီမကနေတွေ့လို့ဝယ်လာစားမလားရှက်စားမယ်ရင်းနှစုနေပြီထည့်လိုက်မယ်ခေါက်ဆွဲအကြည့်ရထည့်လိုက်ပြီပေါ့ဒါသူ့တွေမှာပါလာလို့လောက်စားကြည့်ရမယ်ဒီဥစ္စာကြတော့လေအရင်ခောက်ဆွဲလို့မဟုတ်ဘူးမေးဖို့တင်ပြီးပြုတ်เสียမလို့သူရေဒိုးဗမာပြည်မှာလိုပဲရေနွေးထည့်ပြီးတော့ခဏစိန်ထားရုံပဲမစိုးပြော့သွားပြီသူ့တွေမှာပါတဲ့ဟာလေးတွေထည့်လိုက်မယ်အဲ့ဒါမြုပ်ပြီးတယ်နော်သူမြုပ်ပြီးတယ်အမုတ်တွေထည့်လိုက်မယ်ဆက်ကြည့်ရတော့အသေးစိတ်ခဏအုပ်ထားလိုက်အရင်ကတော့တိတ်အဆင်မပြေဟုတ်တယ်ဟုတ်တယ်မစိုးဝေးတော့မွေးတာပဲအဲ့ချင်းချင်းဆက်လို့မစိုးပါတို့ဒီမှာလို့ခောက်စင်ချက်စိုးစားလေရှင်ဆက်ရတာလို့မျိုးမစိုးကောင်းတယ်အိန္ဒိယမှာလို့ကိုရီးယားခောက်စတွေအများကြီးရတယ်အခုအများကြီးဝင်တယ်သူကလေလာခါစားဆိုလို့ရှိရင်လေတွေးခါစားဆိုရင်လေ offer တွေအရင်ပေးတယ် discount အရင်ပေးတယ်ဟိုအရင်စားတဲ့ဟာဆိုရင်လည်းလေတစ်ထုပ်ကို25ကျပ်ကနေစပြီးစားလိုက်တာအခုလေ45ကျပ်ဖြစ်သွားပြီ45ကျပ်ဆိုရင်ဘယ်လောက်လဲ2500ကျော်နေပြီအဲ့ကြောင့်မစားတော့နည်းနည်းလေးပဲအထက်မှာဘာမှလည်းမပါဘူးဒါပေမဲ့အရသာတော့ကောင်းတယ်အထက်မှာဘာမှမပါဒါကြတော့မနေ့ကဒီမှတော့အစ်စ်တွေ့တယ်ဟဲ့ discount လည်းချလာတယ်25ကျပ်ဆိုတော့1000ကျော်လေးပဲဆိုမစိုးအာနဝယ်ပြီးတော့အခုစားကြည့်ရကောင်းလို့မစိုးချင်းဆက်ဆက်ပြီးအိန္ဒိယမှာလည်းကိုရီးယားတွေရနေပြီအိန္ဒိယကိုရီးယားခောက်